LGBT လူဦးရေအများဆုံးရှိတဲ့နိုင်ငံ9နိုင်ငံအားလုံးပဲမင်္ဂလာပါရှင်။ယနေ့ခေတ်မှာလူအခွင့်အရေးကိုတန်ဖိုးထားဖို့ကမြန်မာပြည်အပါအဝင်ကမ္ဘာနိုင်ငံအတော်များများအတွက်အရေးကြီးဆုံးတာဝန်တစ်ခုဖြစ်လာပါတယ်။အထူးသဖြင့် LGBT လူအဖွဲ့အစည်းများအပေါ်လေးစားမှုရှိမရှိဆိုတာကနိုင်ငံရဲ့ယဉ်ကျေးမှုနဲ့လူအခွင့်အရေးမြင့်တင်မှုအပေါ်ထင်ဟပ်ပါတယ်။ဒီဗီဒီယိုထဲမှာတော့ LGBT အများဆုံးတွေ့ရတဲ့နိုင်ငံ9ခုအကြောင်းနဲ့သူတို့ရဲ့သက်တမ်းမြင့်လူဦးရေလူအခွင့်အရေးပေါ်ထားတဲ့တန်ဖိုးထောက်ခံမှုယဉ်ကျေးမှုကျေပြန့်မှုစတဲ့အချက်တွေကိုတင်ပြသွားမှာဖြစ်ပါတယ်။နံပါတ်1 United States American LGBT လူဦးရေကတော့23.8 သန်းခန့်ရှိပါတယ်။ American နိုင်ငံက LGBT လူဦးရေအများဆုံးရှိတဲ့နိုင်ငံဖြစ်ပါတယ်။2015ခုနှစ်ကနေစတင်ပြီးတော့ same-sex marriage ကိုတရားဝင်ခွင့်ပြုထားတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ LGBT အခွင့်အရေးနဲ့ပတ်သက်ပြီးဥပဒေတွေကိုပြည်내အလိုက်တည်တံ့ရေးဆွဲထားပါသေးတယ်။ယဉ်ကျေးမှု Hollywood, Netflix စတဲ့Pop culture တွေအတွက် LGBT ဇာတ်ကောင်တွေကိုများပြားစွာဖော်ပြလာခြင်းကလည်းထောက်ခံမှုအပြည့်အဝရှိလာခြင်းကိုအထောက်အကူပြုပါတယ်။နံပါတ်2 Brazil LGBT လူဦးရေကတော့သန်း20ခန့်ရှိပါတယ်။ Brazil နိုင်ငံကတောင်အမေရိကနိုင်ငံမှာ LGBT လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီးတော့ LGBT ထောက်ခံမှုနဲ့ပတ်သက်လာရင်တော်တော်ကိုခိုင်မာလုံခြုံပါတယ်။ Brazil နိုင်ငံကလည်း2013ခုနှစ်မှာစတင်ပြီး same-sex marriage တရားဝင်ဖြစ်လာပါတယ်။ Brazil မှာ LGBT ပညာပေးနဲ့အသိပညာမြင့်တင်ရေးအတွက်အရေးကြီးဆုံးပွဲတွေလည်းရှိပါတယ်။နံပါတ်3 India LGBT လူဦးရေကတော့15သန်းခန့်ရှိပါတယ်။အိန္ဒိယမှာ LGBT လူဦးရေများတော့လေလူမှုအသိပညာပေးမှုနဲ့ဥပဒေအကူအညီတွေများစွာလိုအပ်နေသေးတာကိုတွေ့ရပါတယ်။ဒါပေမဲ့လည်းနောက်ဆုံး social media လွှမ်းမိုးမှုတွေကြောင့်ယနေ့မှာ LGBT လူငယ်များရဲ့တောင်းဆိုမှုတွေများပြားလာတာတွေ့ရမှာပါ။2018ခုနှစ်က Supreme Court မှ Section 377 LGBT စန့်ကျင်ဥပဒေကိုဖျက်သိမ်းခဲ့ပါတယ်။ Bollywood မှာ LGBT ဇာတ်လမ်းများရိုက်ကူးတင်ဆက်မှုမြင့်တက်လာတာကိုတွေ့ရမှာပါ။နံပါတ်4 China တရုတ် LGBT လူဦးရေကတော့14သန်းခန့်ရှိပါတယ်။တရုတ်နိုင်ငံမှာ LGBT လူဦးရေများစွာရှိပါတယ်။ဒါပေမဲ့တရားဝင်အဆင့်မှာခိုင်မာတဲ့ LGBT ထောက်ခံမှုမရှိသေးတာဝမ်းနည်းစရာပါ။ဘလို့ပဲတားမြစ်ပါစေကမ္ဘာပေါ်ကနိုင်ငံအတော်များများက LGBT ထောက်ခံသူများတာကြောင့်ဒါကိုလက်မခံတဲ့သူနှဲပါသွားပါပြီ။ Same-sex relationship ကိုတရားမဝင်ထုတ်ပြန်မထားပေမဲ့လည်းတစားနဲ့ social media မှာတင်ပြလာကြပါပြီ။ LGBT ဘဝနဲ့သက်ဆိုင်တဲ့ဇာတ်လမ်းတွေကိုတော့တရုတ်အစိုးရအနေနဲ့အကန့်အသတ်ဖြင့်ဖော်ပြခွင့်ရှိတယ်လို့သိရပါတယ်။ WeChat TikTok စတဲ့ Chinese app တွေမှာ LGBT related content တွေကိုတချို့ကပယ်ချခြင်းပြုလုပ်ထားနိုင်တော့လေလူငယ်တွေကြားတိတိသာသာထောက်ခံမှုမြင့်တက်လာနေပါတယ်။နံပါတ်5 Russia LGBT လူဦးရေကတော့12သန်းခန့်ရှိပါတယ်။ရုရှားနိုင်ငံမှာ LGBT လူဦးရေမနည်းပါဘူး။ဒါပေမဲ့လူအခွင့်အရေးနဲ့ပတ်သက်ပြီးတော့အားနည်းတော်လဲလူတို့တွင်းမှာသဘောထားမျှတမှုရှိလာဖို့စ조사နေကြတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ LGBT ပညာပေးမှုတွေကို gay propaganda အဖြစ်သတ်မှတ်ထားပြီးတော့တချို့ပြည်နယ်တွေမှာအကြီးအကျယ်တားမြစ်ထားခြင်းရှိပါတယ်။ Same-sex marriage ကိုလုံးဝခွင့်ပြုမထားပါဘူး။ LGBT လူများအားတချို့အလုပ်ကိုင်တွေမှာဖိနှိပ်ခံရခြင်းတောင်လုပ်ကြပါတယ်။ LGBT လူငယ်တွေကကမ္ဘာတဝန်းလုံးမှာလူအဖွဲ့အစည်းအတွင်းအရေးပါလာမှုရှိတယ်လို့ဆိုရပါမယ်။နိုင်ငံတစ်ခုချင်းစီမှာထောက်ခံမှုတရားဝင်မှုနဲ့ယဉ်ကျေးမှုအခြေအနေတို့မတူညီပေမဲ့လေလူအခွင့်အရေးကိုလေးစားဖို့တဖြည်းဖြည်းနဲ့တိုးတက်လာနေကြတာကိုမြင်နိုင်ပါတယ်။ LGBT ကိုနားလည်ခြင်းလေးစားခြင်းချစ်ခြင်းဆိုတာကလူပေါင်းအတွက်သာမကတစ်ကမ္ဘာလုံးအတွက်ချစ်ချင်းမြတ်တာနဲ့အေးချမ်းရေးတည်ဆောက်ဖို့လမ်းဖော်တစ်ခုလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီအကြောင်းအရာလေးကိုကြည့်ရတာကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျမတို့ရဲ့ page လေးကို like and follow ပြုလုပ်ခဲ့ကြပါအောင်လို့တောင်းဆိုလိုက်ပါရစေရှင်။